Hi အားလုံးပဲမင်္ဂလာပါဒီနေ့ဝီပြပေးမယ့်အထည်လေးကကြတော့ပစိုးဖြစ်ပါတယ်ပစိုးမှာသူကအိန္ဒိယချီစနစ်ရက်လုပ်ထားတဲ့ပလီကတ်ဖြစ်ပါတယ်တစိမ့်လေးကကြတော့တယ်လီဖုန်းတစိမ့်ဖြစ်ပြီးတော့ဗီဒီယိုဖိုင်ရဲ့အဆုံးမှာဆိုလို့ရှိရင်လည်းပစွန်တစိမ့်ပလီကတ်ကလေးတွေကိုလည်းဝီပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီတစိမ့်လေးရဆိုလို့ရှိရင်တော့သူကအပြာကွက်ကြီးပဲတီးတန့်လာတာမဟုတ်ဘဲနဲ့အယောင်စုံလာတဲ့ပုံစံမျိုးလေးပါပါတယ်တချို့အထည်လေးဆိုရင်ချင်းပစိုးလေးလိုပုံစံမျိုးအကွက်လေးလည်းလာတယ်เนาะဒါပေမဲ့သူကပလီကတ်စစ်စစ်ဖြစ်ပါတယ်အိန္ဒိယကနေတိုက်ရိုက်လာပါတယ်မီးအိမ်တို့လှဲဘိန်းတို့ထုတ်တဲ့ကုမ္ပဏီ PVC ကုမ္ပဏီကထုတ်တဲ့ပလီကတ်ဈေးအသင့်တင်လိုင်းတွေကဖြစ်ပါတယ်ရှင်ချုပ်ပြီးသား ready made အထည်လေးနဲ့လာပါတယ်ရှင်တစ်စိတ်ကကြတော့ PVC ကုမ္ပဏီကထုတ်ပါတယ် Golden Telephone ပါရှင် Telephone တစ်စိတ်လေးဖြစ်ပါတယ်ဒါလေးကကြတော့ချင်းအစိမ်လေးလိုပုံစံမျိုးလေးလာပါတယ်ပလေကတ်ကိုဈေးအသင့်တင်လိုင်းနေရရှိလားဆိုပြီးတော့ဝီယူဘလာလာမေးကြတဲ့သူတွေအတွက်ကိုတယ်လီဖုန်းတစ်စိတ်လေးရှိပါတယ်ပြီးတော့ဈေးအသင့်တင်လိုင်းနေမှာဆိုရင်တခြားစိတ်လေးလည်းဝီရနောက်ထပ်ဗီဒီယိုဖိုင်လေးမှာပြပေးဦးမယ်နော်ဒါကကြတော့တယ်လီဖုန်းတစ်စိတ်လေးကိုအရင်ပြပေးတာဖြစ်ပါတယ်တစိမ့်မတူတဲ့ခါကျတော့တို့ကလာတဲ့ပုံစံလေးတော့မတူဘူးဈေးနှုန်းလေးကြီးကြတော့အသင့်တင်ဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းနဲ့အင်းနေမဲ့ဝဲထားသွားထားလာပဲအကျန်းဝင်ရင်လည်းအဆင်ပြေတယ်လုံးဝကိုမမခောက်ခောက်ကြီးမဟုတ်ဘူးနော်အရန်အသားလေးကခြီသားအီဆက်ဆက်အီဆက်နေတဲ့အသားမျိုးလေးနဲ့လာပါတယ်ရှင်ပလီကတ်ရဲ့တထည်ချင်းစီမှာဆိုရင်သူ့ရဲ့ပုံစံအယောင်အတွဲဆက်လေးတွေကလှတယ်ပေါ့နော်အပြာလေးနဲ့အစိမ်းလေးနဲ့ဒါလေးဆိုလို့ရှင်သူတွဲထားတဲ့ပုံစံမျိုးလေးကတစ်မျိုးလေးဒါမျိုးလေးတွေကကျတော့လူကြီးတွေရောလူလက်ပိုင်းရောကြိုက်မယ်လူငယ်တွေကတော့ကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့တချို့လူငယ်တွေလည်းဝတ်ပါတယ်ဒီလိုအစင်လေးအဖြူလေးကကျတော့သူကအကွက်စိတ်ကောအကွက်ကျဲရောအပြာရောင်လေးလည်းပါတယ်အနက်ရောင်လေးလည်းပါတယ်ဒါလေးကကျတော့လူငယ်ပိုကြိုက်နိုင်မယ်လို့ဝေထင်ပါတယ်ရှင်သူကအစင်လေးတွေကလည်းဆန်းတယ်တစ်ထည်နဲ့တစ်ထည်လည်းမတူဘူး20မှာတစ်စီးမှာဆိုရင်တော့သူက20ပါတယ်ပေါ့နော်ပကင်စီးနဲ့လာပါတယ်20တစီးလာပါတယ်ရှင်အသားကတော့လုံးဝစိတ်ချောက်ရရနော်မခောက်ခောက်အသားလုံးဝမဟုတ်ပါဘူးဤဆက်နေရပဲကိုင်းကြည့်ရတဲ့ပျော့ပျော့ဤလေးဖြစ်ပါတယ်ရှင်လောလောဆယ်တမူးကနေပြီးတော့လမ်းနေပိတ်ထားတဲ့အတွက်ကြောင့်မလို့ဝီစီကိုပလီကအမြင့်လိုင်းနေမရောက်လာသေးဘူးပေါ့နော်ပစ္စည်းတွေကတော့လမ်းမှာရှိပါတယ်လမ်းပိတ်တဲ့အတွက်ကြောင့်မလို့ဝီစီကိုယူလို့မရသေးတာဖြစ်ပါတယ်ဒီပြကွက်ကလေးဆိုလို့ရှင်တော့ဒါအမြင့်လိုင်းလိုပုံစံမျိုး style လေးနဲ့လာပါတယ်အပြာရောင်ပဲသူကတစ်ထည်လုံးကိုအပြာကွက်အလက်လေးနဲ့လာပါတယ်ဟိုသူကဒစည်းမှာဆိုဒီလိုမျိုးလေးတစ်ထည်နှစ်ထည်လေးရောပါတတ်ပါတယ်ရှင်အများအပြားကတော့အကွက်ကိုအယောင်3-4မျိုးနဲ့ခြယ်ထားတဲ့ဒီဇိုင်းပုံစံမျိုးလေးတွေကပို့ပြီးလာတယ်ဒစည်းလုံးမှာအဲ့လိုအကွက်စိတ်တစ်ထည်နှစ်ထည်အဓိကကတော့နှစ်ထည်ကအများဆုံးပေါ့နော်အဲ့လောက်ကလေးပဲညက်ပြီးတော့ပါလာတတ်ပါတယ်ရှင်သူကပလီကတ်တော့ပလီကတ်ဒါပေမဲ့တကယ်ပလီကတ်စစ်အပြာရောင်စစ်အကွက်အစိတ်အကျဲအဲ့လိုပုံစံမျိုးလာတာမဟုတ်ဘဲနဲ့အယောင်အတွဲဆက်အကွက်လှလှလေးနဲ့လာပါတယ်လူငယ်လူကြီးလူလက်ပိုင်းတွေလည်းကြိုက်ကြပါတယ်ရှင်လက်လီတစ်ထည်ကိုတော့ဝီက14000နဲ့ရောင်းပါတယ်ရှင်9ရယ်စီသက်ရှိရယ်10ရယ်စီသက်ရှိပြီးတော့အစီအစီလည်းသက်ရှိပါတယ်ရှင်BH spread ရောက်တဲ့မျိုးတိုင်းကိုအယောင်ငွေချေရပါတယ်ရှင် customer အခုမှဝီစီမှာစပြီးဝယ်မဲ့ customer ဆိုလို့ရှိရင်တော့ဝီကစရန်လေးတော့1000ကျူယူပါတယ်ကျန်တာကကြတော့အယောင်ငွေချေနဲ့ရပါတယ်ရှင် BH spread ရောက်တဲ့မျိုးတိုင်းကိုစရန်1000ကျူယူပါတယ်ကျန်တာအယောင်ငွေချေနဲ့ရပါတယ်ဝီစီမှာတစ်ခါဝယ်ဘူးပြီးသွားတဲ့ customer တိုင်းကကြတော့လုံးဝစရန်မလို့တော့ပဲနဲ့ငွေအပြည့်ကို COD နဲ့ cash on delivery အယောင်ငွေချေရပါတယ်ရှင်ဒီပလီကတ်လေးရဲ့ quality အတွက်ကတော့စိတ်ချလို့ရပါတယ်1400နဲ့တန်တဲ့ quality မျိုးကိုပြန်ရမှာအသေးချဖြစ်ပါတယ်ရှင်ကိုရံဝဲလက်တန်းနဲ့အဖေတွေဦးလေးတွေကိုကြောက်မယ်ဆိုရင်လည်းရတယ်ဈေးနှုန်းကအရင်နေဆိုမဲ့ quality ကလုံးဝကိုမလျော့ထားပါဘူးဒါကကြတော့ဝီကစုပြီးတော့ရိုက်ပြထားတဲ့တယ်လီဖုန်းတစ်စိတ်လေးဖြစ်ပါတယ်ဒီလိုအစင်အသွေးလေးတွေကိုတစုတစည်းရဲ့မြင်အောင်လို့ရိုက်ပြထားခြင်းဖြစ်ပါတယ်ရှင်နောက်ထပ်လာမဲ့အထည်လေးကကြတော့ပစွန်တစ်စိတ်သူကကြတော့ဝီကအများကြီးတစ်ထည်ချင်းမပြတော့စုပြီးရိုက်ပြတာဖြစ်ပါတယ်ပစွန်တစ်စိတ်လေးဖြစ်ပါတယ်ပစွန်တစ်စိတ်ကကျတော့ PVC ကုမ္ပဏီကထုတ်တာမဟုတ်တော့ဘူးเนาะတခြားကုမ္ပဏီဖြစ်သွားပါပြီဈေးနှုန်းလေးကကျတော့14000ပဲဝေးရရောင်းပါတယ်သူ့ရဲ့ပုံစံလေးကလည်းတစ်မျိုးလေးလာပါတယ်ကိုလိုပုံစံမျိုးအပြာခွက်ကြီးပဲမဟုတ်ဘဲနဲ့အယောင်အတွဲဆက်လေးတွေကလည်းတစ်မျိုးစီလာပါတယ်ရှင်ဒစိမ့်မတူတဲ့အတွက်ကြောင့်မို့ဈေးမတူဘူးဆိုမဲ့ဒီဥစ္စာလေးကကျတော့ဒစိမ့်လည်းမတူဈေးကျတော့တူတယ်ပေါ့နော်14000နဲ့ရောင်းပါတယ်ရှင်မိစီမှာလက်လီတစ်ထည်ချင်းစီလည်းရသလိုလက်ကား90ဆိုရင်လည်းရတယ်အစီအသေးယူမယ်ဆိုရင်လည်းပြန်ရောက်မဲ့သူတွေအတွက်ကိုဆိုရင်လည်းလက်ကားစစ်သက်ရှိပါတယ်နော်ဒီစင်လေးကပစွန်တစ်စိတ်ဖြစ်ပါတယ်အကွက်လေးတွေကခုနကဝီပြတဲ့တယ်လီဖုန်းတစ်စိတ်နဲ့ကကြတော့တူတာလေးတွေရောမတူတာလေးတွေရောကုမ္ပဏီမတူတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ idea နဲ့ design ကတော့လုံးဝမတူပါဘူးအခုပြတဲ့အထည်လေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့အခုပြီးဒီမှာရေးပေးထားတဲ့ဖုန်းနံပါတ်လေးရဝေးရ Viber သုံးပါတယ်ရှင် Viber မှာပဲလာပြီးတော့ဒီ play ကတ်လေးတွေကိုဝယ်ယူအားပေးလို့ရပါတယ်ရှင်ပြီးတော့မလေးရှားတို့စင်ကာပူတို့ဆိုလို့ရှင်လည်းဝီပို့ပေးပါတယ်နော်စင်ကာပူဆိုလို့ရှိရင်တော့မှပဲပြီးRaya Express နဲ့ကိုတိုင်းရိုက်ပို့လို့ရတယ်ဒီနေ့ဝီ delivery ရုံးသွားတော့တွေ့ခဲ့တာရှိတယ်စင်ကာပူတော့တိုင်းရိုက်တော့မပို့ဘူးသေးဘူးပေါ့နော်ပို့မယ်ဆိုရင်ပို့လို့ရပါတယ်တမူးတွေကိုလည်းအားပေးလို့ရတယ်လို့ပလီကတ်တွေကိုလည်းအားပေးလို့ရပါတယ်ရှင်
ဒါလေးကပစွန်တစ်စိတ်ကိုဝီစုပြီးတော့ရိုက်ပြထားတာဖြစ်ပါတယ်ရှင်ဝီရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်